ဟဲ့အောင်နေဘာလုပ်နေကြတာတော့ဖေးရသတင်းချက်ခံနေပြီလေဗျဟုတ်တယ်လေတောင်းလည်းပြောက်ဖောက်ချင်တော့ပေါ့ဗျ ဒီမေသားတို့ဖေးတော့မင်းကိုဘျောက်ပြီးဖောက်စေချင်လို့မဟုတ်ဘူးခွာဒါဒီတိုင်းဖောက်လို့ရတယ်မြန်မှတ်နေလို့လားဖမ်းခင်ရမယ်ခွာဖေးပြောနေတာဘျောက်ဖောက်ရင်ဖမ်းခင်ရမယ်တဲ့အေးလေဘာလို့ဖမ်းခင်ရမှာလဲမြန်မာနိုင်ငံမှာမဟုတ်ပဲနေမင်းတို့ကောင်းနေမတိပါဘူးကွာငယ်ပါသေးတယ်ဟာရောက်ပါဦးချင်မနော်ဖေးတားလို့တခုကစားရအောင်လေဒါကောင်းတာဗောကွာလာသွားကြမယ်โอเคခေါင်းလေးတို့ဒီချက်ဖမ်းတော့တမက်ရပြီကွာလာငါတို့ဒီချက်ပြောစရာကောင်းတာတွားကစားကြမယ်ဟဲ့အသားတို့ခဏနော်အသားစားမယ်ဟေးဟာဘာယုံငါသားတို့ပြောစရာအရင်ကောင်းတဲ့ကစားကွင်းတွားကြမယ်နော်ဒါပေါ့ဖေးရတွားကြတာမယ်လေ โอเคငါသားတို့တက်ကြငါသားတို့ခုလိုတွားရမယ်ဆိုတော့ပြောကြလားဟဲ့အားဒီကလေးတွေစောက်ကမင်းညောထားတာကြီးကလေငါအတိုင်းပဲကွာ ဟုတ်တယ်